ကျွန်တော်တို့အသက်ရှူဖို့လိုအပ်တဲ့အောက်ဆီဂျင်50ရာခိုင်နှုန်းကျော်ကိုသမုဒ္ဒရာတွေကထုတ်ပေးနေဆိုတာသင်သိမှာပါဒါပေမဲ့ယခုအခါမှာသမုဒ္ဒရာဟာအောက်ဆီဂျင်မကပဲရာသီဥတုပြောင်းလဲမှုကိုတိုက်ဖျက်ဖို့အတွက်ငွေကြေးဆိုင်ရာလက်နက်တစ်ခုကိုပေးဆောင်လာပါတယ်ဒါကိုကာဗွန်ကရက်တစ်လို့ခေါ်ပါတယ်အရင်းမြစ်များအရာကာဗွန်ကရက်တစ်ဆိုတာဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကိုလျှော့ချနိုင်ခြင်းဒါမှမဟုတ်လေထုထဲကကာဗွန်တွေကိုဖယ်ရှားနိုင်ခြင်းအတွက်ထုတ်ပေးတဲ့အရောင်းဝယ်လုပ်လို့ရတဲ့လက်မှတ်တစ်ခုဖြစ်ပါတယ်။ကာဗွန်ကရက်တစ်တစ်ခုဟာကာဗွန်ဒိုင်အောက်ဆိုက် CO2 တတန်သို့မဟုတ်၎င်းနဲ့ညီမျှတဲ့အခြားဖန်လုံအိမ်ဓာတ်ငွေ့တွေကိုလေထုထဲမရအောင်တားဆီးနိုင်တာဒါမှမဟုတ်ဖယ်ရှားနိုင်တာကိုကူစားပြုပါတယ်။ကုမ္ပဏီကြီးတွေကသူတို့ထုတ်လွှတ်တဲ့ကာဗွန်တွေကိုဓာတ်ရိုက်မလျှော့ချနိုင်တဲ့အခါကာဗွန်ကရက်တစ်တွေကိုဝယ်ယူပြီး offset လုပ်ကြပါတယ်။ဆိုလိုတာကသူတို့စီကထွက်တဲ့ညဉ့်ညမ်းမှုကိုအခြားတနေရာဥပမာပညာကပင်လယ်မြက်ခင်းတွေထိန်းသိမ်းတဲ့နေရာမှာကာဗွန်လျှော့ချခြင်းဖြင့်ပြန်လည်ခုနေလိုက်တာပါ။ရာသီဥတုအတွက်တော့ကမ္ဘာ့ဘယ်နေရာမှာပဲကာဗွန်လျှော့အကျိုးကျေးဇူးကအတူတူပဲဖြစ်လို့ပါ။ဒီနေရာမှာသမုဒ္ဒရာကအရေးပါလာပါပြီ။ပင်လယ်မြက်တွေဟာကုန်းပေါ်ကတစ်တော်တွေထက်ကာဗွန်ကို35ဆပိုမြင့်အောင်စုပ်ယူနိုင်ပါတယ်။ဒါကြောင့်ပင်လယ်မြက်ခင်းတွေကိုထိန်းသိမ်းတဲ့စီမံကိန်းတွေကနေအရည်သွေးမြင့်ကာဗွန်ကရက်တစ်တွေထွက်ပေါ်လာပါတယ်။ဒါပေမဲ့တတိထားမှာက green washing ပါအယူသွေးမမီရဲ့ credit တွေကိုဝယ်ယူတာမျိုးမဖြစ်အောင်တင်းကျပ်တဲ့စီးမြင့်နေနဲ့စစ်ဆေးဖို့လိုအပ်ပါတယ်။ယခုဆိုရင်ကမ္ဘာတဝန်းကနိုင်ငံတွေဟာကာဗွန် credit ကနေရတဲ့ဝင်ငွေနဲ့သမုဒ္ဒရာဂေဟစနစ်ကိုပြန်လည်ကူစားနေကြပါပြီ။ဒါဟာတဘာဝပတ်ဝန်းကျင်ကိုလည်းကာကွယ်ရာရောက်တယ်လို့စီးပွားရေးအရာလည်းအကျိုးမြတ်ရှိတဲ့လုပ်ငန်းတစ်ခုဖြစ်လို့လာပါတယ်။ဒီကုန်းကျုံအနေနဲ့ပြောရမယ်ဆိုရင်ကမ္ဘာကြီးကိုကယ်တင်ဖို့ဆိုတာစေနာတယ်မကပဲလက်တွေ့ကျတဲ့စနစ်တွေလည်းလိုအပ်ပါတယ်။ကာဗွန်ကရက်တစ်ကထိုစနစ်တွေထဲကတစ်ခုဖြစ်ပါတယ်။တင်ကောဒီလိုမျိုးတဘာဝကိုအခြေခံတဲ့ဖြည့်ရှင်းနည်းတွေကိုဘယ်လိုမြင်ပါသလဲ။ကွန်မန့်မှာရေးပေးခဲ့ပါဦး။